အားလုံးမင်္ဂလာပါဒီနေ့ကျွန်တော်ကြီး family ကကြီးမိသားစုအပြည့်စုံမျှဝေပေးချင်ပါတယ်ဒေါ်ရေမီဖာဆိုလာတီဒိုဟုတ်ပြီကျွန်တော်တို့ကောနဲ့တူတူကတီးရအောင်ဒေါ်ရေမီဖာဆိုလာတီဒိုနောက်ကနေဆိုပြီးနောက်ကနေသူပြန်တီးကြမယ်ဒေါတီလာဆိုဖာမီရေဒေါကျေးဇူးပေးလို့ကျေးဇူးတင်ပါတယ်အစဉ်ပြေကြပါစေနော်အားလုံးဘုရားကောင်းချီးပေးပါစေ